လုံးပဲမင်္ဂလာပါကိုကျွန် channel မှာကြိုဆိုပါရစေကျွန်တော် channel လေးမှာတော့ကျွန်တော်သိရဲ့အကြောင်းအရာလေးတွေကျွန်တော်သဘောကျတဲ့အကြောင်းအရာလေးတွေကောင်းမှုရာလေးတွေပြန်နေပြီးတော့ညဝေခန်းစားပြီးတော့မှာဖြစ်ပါတယ်လောဒီမှာကျွန်တော်အားကစားနဲ့ပတ်သက်တာပေါ့လေအားကစားထဲမှာကျွန်တော်ဘောလုံးအားကစားမှာကျွန်တော်အားပေးရဲ့အသင်းပေါ့လေအစင်းနေပေါ့အဲ့တော့ဒီဗီဒီယိုမှာပြောချင်တာကတော့ဒါပြစ်မတင်ရပါဘူးเนาะအာဆင်နယ်ကစားသမားတွေကိုကျွန်တော်တို့ဒါချန်ပီယံလိဒုတိယမိဝေးကွာခြင်းပေါ့ red ချော်ခြင်းပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြစ်မတင်ရပါဘူးပြစ်မတင်တဲ့ပြင်ကြည့်အောင်ချစ်ကြည့်ပါတယ်တသိန်းလုံးပါပဲဘုသမားအစကျွန်တော်နောက်တန်းเนาะဝင်လေတိုက်စစ်ဘုံလုံးသူတို့တက်နိုင်တယ်လို့သူအကောင်းဆုံးကြိုးစားပါတယ်အကောင်းဆုံးကြိုးစားခဲ့ပါတယ်ကျွန်တော်တို့ဒါကိုရပြီးတဲ့အချိန်မှာကြီးကြီးလေးလေးနဲ့တကယ်ကိုဒါတစ်ဖက် PSG အသင်းရင်းနေလောက်ပြီးလို့ကိုဘလို့မှတွင်းလို့မရတော့ဘူးဆိုတဲ့အချိန်ကြီးအထိကိုသူတွေးမိလောက်အောင်ကျွန်တော်ကြိုးစားခဲ့ပါတယ်ချစ်လက်ခဲ့ပါတယ်ဒါပေမဲ့ပွဲချိန်နော်ဒါ60ကျော်မှာစင်မသိနေတဲ့တကူကကျွန်တော်တို့ဒါဘယ်နဲ့ဒီခွင့်ပြုလိုက်ရတယ်ဗောလေအဲ့ဒီအစားပြီးကျွန်တော်တို့ဒါဖိအားဝင်ပါတယ်ဘယ်မှာအကောင်းဆုံးပြကြိုးစားခဲ့ပါသေးတယ်အဲ့တော့ပြစ်မတင်ရပါဘူးဘာသူ့ကိုမှပြစ်မတင်ရဘူးပနဒီကန်တဲ့အချိန်မှာလည်းကိုသမားနဲ့အကောင်းဆုံးဘောလုံးကဝဲတယ်ပြီးတော့ကျွန်တော်ဒါပနဒီလက်ချုပ်မှုရှိခဲ့တယ်ဒီလိုအချိန်မှာတော့ဖိအားရှိတာဗောလေသူစနောက်ဆုံးတလုံးဖြစ်တဲ့ကာပရီရဲ့ဗောလေသူဆိုလို့ရှိရင်ကောင်းဆုံးကန်ခဲ့ပါတယ်ကောင်းဆုံးကန်ခဲ့တယ်ကျွန်တော်နားလဲတော့ဆိုလို့ရှိရင်တော့ကန်ချင်တဲ့လေးပြင်းထန်သွားပြီးတော့ဘာအပေါ်လေးရတက်ကြော်သွားတာပါအဲ့တော့ခုဒါအာဆင်နယ်ပြည်သက်တော်တော်များပါတယ်ဒါအများစုကဘောလုံးကန်မှုတွေပဲဖြစ်မှာပါဒါမျိုးအခြေအနေဆိုတာဒါပြောသိခက်ပါတယ်ပုံမှန်အခြေအနေမှာကန်တဲ့ပြည်သက်တွေမတူဘူးလေနော်ဘယ်ကောင်လုံးကြိုးစားခဲ့ကျွန်တော်တို့ဘာစိတ်ပူလဲဆိုလို့ရှိရင်ပေါ့နော်သူကန်ပြီးတော့သူကိုမှုဖြစ်သွားချိန်မှာသူခံစားမှုပေါ့လေသူရန်ကစားထားတယ်ရန်ပင်ပန်းထားတယ်အဲ့ဒီမှာကန်တယ်လွယ်သွားတယ်ပေါ့သူရင်ထဲမှာသူဟာကနေဖြစ်သွားမှာပဲကျွန်တော်ပြည်သက်တယ်ဆိုတော့ဟာကနေပဲပေါ့နော်သူတခုအဲ့လိုစိတ်ခံစားမှုတခုပြင်းထန်ပြီးတခုထိရသွားမှာကျွန်တော်ဆိုရင်ပါတယ်ကျွန်တော်ဆိုရင်တော့ကျွန်တော်ဒီနေ့မရဘူးကျွန်တော်ထပ်ကြိုးစားနိုင်တယ်နော်ကျွန်တော်ထပ်ကြိုးစားနိုင်တယ်ဒီလူစင်းစပွဲမှုဒီတက်ပို့တောင်းတင်မယ်ကျွန်တော်ကစားကွက်နော်ဒီတက်ပို့ကောင်းမှုမယ်ကျွန်တော်တွေစီလုံးညံမှုရှိမယ်နော်ကျွန်တော်ကန်ရအရက်ပို့ကောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ချိန်ထည့်အောင်နိုင်တယ်ပို့လို့ဆွဲအောင်နိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမရည်လို့ချော်သွားတဲ့ကာဗီယိုလို့ကျွန်တော်ဆုံးရှုံးခံနိုင်ပါဘူးဆုံးရှုံးမခံနိုင်တဲ့တခြားမဟုတ်ပါဘူးခံစားမှုနဲ့တွေ့ရပါသူအဲ့လိုမျိုးလို့ချော်သွားတဲ့အချိန်မှာသူရဲ့ဟာလည်းဖြစ်သွားမယ်အချိန်သူရန်ပြင်မှန်တာနဲ့တခုမျိုးဖြစ်သွားမှာကျွန်တော်ဆိုရင်လည်းအားလုံးစစ်ပြီးဘောလုံးပြစ်ခဲ့ပါဦးတော်တော်ကြိုးစားခဲ့ရတယ်ဗျသူတွေဘယ်တော့ပြင်မှန်နေပဲဆိုတာသိတာပါတယ်အဲ့တော့ကိုယူပါတယ်ဒီအာဆင်နယ်ပြည်သက်ပဲအာဆင်နယ်တင်းကိုယူတယ်အာဆင်နယ်တင်းနဲ့ပတ်သက်ပြီးတော့လေချန်ပီယံလိဒုတိယမိလက်ချက်ပြောနေပါဦးအခု2006အသင်းကိုပြည့်နေတယ်လို့ပဲ2006ပေါ့ sorry 2026ပေါ့နော်ပြီးခဲ့2006တော့မှဟိုနယ်ရီလို့ဆိုတယ်အကောင်းဆုံးကြိုးစားခဲ့ပါတယ်ပွဲမှာတော့ဘာပွဲတခြားလေးသူသုံးနိုင်တော့အကောင်းဆုံးလုပ်ခဲ့တယ်ပေါ့လေဒီပွဲမှာလည်းသူလာကြည့်တယ်ရသေးခြင်းတယ်ပေါ့နော်တကယ်တော့နှစ်မှလာလည်းကဲပူလို့တက်တယ်ထလာကြည့်ပါရသေးခြင်းပါတယ်သူလာကြည့်လို့ရှုံးတာလည်းမဟုတ်ပါဘူးအသိဉာဏ်လို့ရှုံးတာလည်းမဟုတ်ပါဘူးအကောင်းဆုံးကြိုးစားခဲ့ပါတယ်သင်္ကွာချမှုရှိပါတယ်ကျွန်တော်တို့ဒီတကယ်အပြင်ပုံလောကမှာပြောတယ်ကျွန်တော်ဂိမ်းထဲမှာတော့ပါလေကစားသမားတွေရောက်ကွာတာအတင်းကွာတာရှိတာပဲဟုတ်လားအဲ့လိုမျိုးအခြေအနေမှာရင်ဆိုင်ရတာသိခက်ခဲပါတယ်တင်းလည်းပဲတူချင်းဒီဂိမ်းဆိုလက်ရည်ပေါ့နော်လက်ရည်တူချင်းဆိုရင်တော့ပြဿနာမရှိဘူးလက်ရည်တူရဲ့အတင်းလူနှစ်ယောက်ကန်တဲ့အခါမှာအတင်းနေသိတာပါတယ်ဒီဘက်မှာထုံးနေကောင်းပါပဲကျွန်တော်တို့ကောင်းကြိုးစားခဲ့တယ်အားထုတ်မှုမလျော့ပါဘူးဒါပေမဲ့ကိုယ်တင်ရတချို့နေရာတွေမှာအားနည်းနေရလေးရှိရတယ်နော်အားကြောင့်ဖြစ်ခဲ့တာနော်ဒီဗီဒီယိုမှာပြောချင်တာအဓိကတစ်သိန်းလုံးကိုဂုဏ်ယူပါတယ်လာမယ့်နေ့မှာပြန်ပြီးတော့ဖလားယူပါမယ်
ပြီးရင်ဗနေလွတ်ချော်ခဲ့တဲ့ဂါဘရီယယ်ကြီးကိုလည်းပြစ်မြင်ပါဘူးနော်ချစ်ခင်တာပဲရှိပါတယ်โอเคဒါပဲနေ့တော့အကောင်းဆုံးကြိုးစားပါမယ်ဒီဆိုင်ကြပါအားလုံး